ပါပါအရက်ပလင်းတော့ပါမောင်ရင်းကခိုးနေရဖြစ်ပါကဲဒါတော့ရွာမျိုးတွေကိုလာပြီးတော့လာခိုးတာခိုးနေပါကိုအနာလေးပြူးကျင်လို့ကိုကြလင်းကိုဖင်ရကောက်ကြီးနော်ကောက်ကြီးလို့ဖင်ရကောက်ကြီးကိုဇမန်ကဆောင်းချောဒီဘက်လက်ကြည့်အောင်မိုက်လေဝိုင်းလာဟဲ့ဝင်ဟုတ်တယ်ဒါတော့စောက်ချုံးမှာပဲဖြစ်ပါတယ်ဟဲ့ဘာလာမပါလာကားလာပဲဒါတော့ကျွန်တော်ဆိုင်ငယ်ပြင်တိုင်းမှာဆိုင်ငယ်ပြင်နေရပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ညီလေးစောက်ချိုးလေးပေါ့ကြားရင်ပြောပါကျွန်တော်ပြင်ဒါကိုလိုက်စရင်းလင်းမှာဒါတော့စောက်ဘောပါဆိုင်ရဲ့ပြည်တိုင်းကိုရောက်ပါပြီဆိုင်ရဲ့ဘေးကမင်းကိုကြီးလာတဲ့ဘေးလေးကိုကတ်ဒီပဲမင်းကိုကြီးလာတဲ့ဘေးလေးကိုကတ်ဒီချက်ပြမလို့နော်မင်းကိုရေးလာတယ်ဘေးလေးကိုကတ်ဘေးချက်ဒီနီးပြမြောင်းပြီးခွေးလိုက်နေရတော့ကွာအားကြောင့်တော်လေးလားကွာခဏချက်ပြမလို့ကိုကြီးခဏဟေးဟောချင်တော့အတီးမဟုတ်ဟိုဘက်ပြင်မှာဘယ်ဘက်အေးရဘယ်ဘက်အေးပြမာတော့ငါမအောင်ရပါဘူးရပါရဲ့ဘာညာဘောဘာညာပဲဘာညာဘောကွာအေးတော့ငါရထိလာဝေးတော့ရတော့ဖြီးပါထိရပြောပြေးပြီဖြီးပါပြီမင်းကိုကြီးလာတယ်ဘေးလေးကိုကတ်စပ်ပါပါအရက်ပလင်းတော့ပါမောင်ရင်းကခိုးနေရဖြစ်ပါရေးမောင်ရင်းခိုးနေလောင်းတော့ပါဒီဘူတတ်တိကန်နဲ့တကွရိုက်ထားမှရဘူကောင်းတော့ခိုးနေရမဆက်လို့ရတယ်ခိုးရပြပါလေကောင်းမယ်အာမရှိတော့ဘူးပြည်သူရဲ့ပြည်ကြီးကိုမတော်မတရားလုံးနေအောင်ရှိအဲ့မင်းလာပဲပြန်လာပါခိုးပြီးသွားမယ်တော့ပြန်မတော့ပါဘူးကျွန်တော်တို့ကအစင်တန်းရှိရွှေပဲတောက်တာပါဂရန်းစီတောက်တာပါနော်ဒါလေးကတော့အပြင်မှာဝင်တော့မှ3 မောင်းလောက်ကြာပါတယ်အဲခိုးလာတာပါ